ကောင်းလို့ပြောကြတာလားကျမတို့တိုက်ရတော့အဲ့လိုမပြောပါဘူးဒါပေမဲ့ကျမစိတ်ထင်တာဘာလို့မကောင်းလဲလို့ပြောလို့ဆိုတော့လေကျမရဲ့ creation လုပ်တဲ့ပုံစံအချက်ကြီးတွေကအနောက်တန်းဆိုင်နေပါတော့ဆိုအာရှဒီကအစားတော့တွေစားနေကြလူတွေကကျတော့အဲ့ဒီလက်ရမျိုးတို့မစားဘူးဆိုလေသူတို့စိတ်လို့ဖြစ်မှာပါဟုတ်တယ်ကျမကရန်ကုန်မှာ creation ဖြစ်တဲ့ချက်ပြုတ်တဲ့နေရာမှာလည်းကိုယ့်ရဲ့ingredient တွေပေါ့နော်လောကမှာသူများတွေချင်းထားတဲ့ဟာမျိုးတွေတုံးတက်တယ်ပေါ့နော်ပြီးကောင်းလေးချက်တဲ့ရတာလေးရတယ်ဘယ်သူမှမစားဘူးတည်တဲ့ပုံစံလေးတွေတီထွင်တက်တယ်ဆိုလို့ဟုတ်တယ်မကောင်းဘူးလို့ပြောတဲ့သူကသူ့မြင်နေတာဘူးဒါသူတို့ရဲ့အကြိုက်နဲ့မလိုက်လို့ပေါ့နော်ကိုလေးရမကောင်းလို့မှမဟုတ်တာဟုတ်တယ်မလားဆိုတော့ကိုလေးရတော့တမျိုးတီးတဲ့သူတွေကတော့တိမာပါပေါ့နော်စားဘူးလေးကြိုက်တဲ့သူတွေလည်းရှိတာပဲဟုတ်တယ်မလားဆိုတော့မကောင်းတဲ့မချက်ပေးတဲ့သူတွေကတော့ပြဿနာမရှိပါဘူးဘာမှပြောကြမရှိပါဘူးဟုတ်ကဲ့ကျေးဇူးပါ